တမိုင်းတစ်လျှောက်အရှားပါဆုံးဓာတ်ပုံများနံပါတ်1ဒီဓာတ်ပုံကိုကြည့်ပါဒီဓာတ်ပုံကိုကြည့်ပြီးတော့သင်တို့ကဒီဓာတ်ပုံမှာဘာထူးခြားတာရှိလို့လဲတာမန်လူတွေရဲ့ဓာတ်ပုံပဲမဟုတ်လားလို့ထင်နေကြမှာပါဒါဆိုဓာတ်ပုံကိုနည်းနည်း zoom ဆွဲကြည့်လိုက်ပါဦးအခုတော့ဒီလူကိုအာရုံစိုက်ကြည့်ပါဟုတ်ပါတယ်တေချာကြည့်ပြီးဒီလူကဘာတူလဲဆိုတာပြောကြည့်ပါဦးသင်တို့ထဲကအများစုကတော့ဒီလူကိုပထမဆုံးအချိန်မြင်ပူးကြမှာပါဒါပေမဲ့အခုချိန်မှာတော့ဒီလူကိုကမ္ဘာတစ်ဝန်းလုံးကသိကြပါတယ်ဒီလူကဘာတူလဲသိလားပူတင်ပါဒီပုဂ္ဂိုလ်ကတော့ဗလာဒီမီယာပူတင်ဖြစ်ပြီးရုရှားနိုင်ငံ၏သမ္မတဖြစ်ကလက်ရှိတွင်ရုရှားနိုင်ငံကိုအုပ်ချုပ်နေသူဖြစ်ပါတယ်နံပါတ်2ဒီဓာတ်ပုံထဲမှာမြင်နေရတဲ့ရေခဲတောင် iceberg ဟာတာမန်ရေခဲတောင်မဟုတ်ပါဘူးလူပေါင်းများစွာရဲ့အသက်တွေကိုနှုတ်ယူခဲ့ပြီးဘယ်တော့မှမနှိမ့်မြုပ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့သင်္ဘောတောင်နှိမ့်မြုပ်သွားအောင်လုပ်ခဲ့တဲ့ရေခဲတောင်ဖြစ်ပါတယ်ဟုတ်ပါတယ်ဒါဟာ Titanic သင်္ဘောနဲ့တိုက်မိပြီးသင်္ဘောကိုနှိမ့်မြုပ်သွားစေခဲ့တဲ့အဲဒီရေခဲတောင်ပဲဖြစ်ပါတယ်နံပါတ်3ဒီဓာတ်ပုံကနေတော်ကြီး Subhash Chandra Bose ရဲ့ဓာတ်ပုံဖြစ်ပါတယ်ဒီဓာတ်ပုံတစ်ပုံတည်းကပဲအလွန်ရှားပါပြီးတန်ဖိုးရှိတဲ့ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်ဒါပေမဲ့ဒီဓာတ်ပုံကိုနည်းနည်းဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်ပိုပြီးအရှားပါဆုံးဓာတ်ပုံဖြစ်သွားပါလိမ့်မယ်သူ့ရဲ့ဘေးမှာထိုင်နေသူကတော့ Swami Vivekananda ဖြစ်ပါတယ်တကယ်ချင်းတော့ဒီထက်ပိုပြီးအရှားပါတဲ့ဓာတ်ပုံကိုကျွန်တော်တို့မမြင်ဘူးသေးပါဘူး